မင်္ဂလာပါခင်ဗျာတွင်းသီးဖို့ဖေးဆန်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်169ဘတ်ပဲပေးရပါတယ်အဲ့ဒါတော့ပထုံဌာနီအာယာရာမက်ကက်မှာရှိပါတယ်တကယ်လို့သစားခြင်းနဲ့သူရှိလို့ရှိရင်ဒီ1ရက်နေ့နဲ့10ရက်နေ့အတွင်းသစားကြပေါ့နော်သူကအကန့်အသတ်နဲ့အချိန်ကန့်သတ်နဲ့ပြီးလို့ရှိရင်တော့လူတော့နည်းနည်းများပါတယ်ဟိုတန်းစီရတာပေါ့နော်ဟိုဈေးအရန်တက်နေတော့လေသူတို့အချိန်တနာကြီးပေးတယ်ပေါ့နော်တွင်းသီးဖို့ဖေးဆိုပေမဲ့တွင်းသီးမျိုးတွေတော့မဟုတ်တခြားအသီးနှံတွေလည်းပါတယ်ပေါ့နော်ပြီးလို့ရှိရင်တော့အေးတို့ပါလို့ရှိရင်တွင်းသီးအုံနုဆန်းကောက်မြင်းအုံနုဆန်းတို့လည်းပါတယ်ပေါ့နော်တွင်းသီးမှဆိုရင်3မျိုးရှိတယ်မွန်တောင်ချမ်းနေနဲ့နောက်တစ်ခုတော့ဗာလေတော့မသိဘူးသူတို့တင်ထားတော့တွေ့တော့အဲ့ဒါလေးကိုနီးနဲ့သူစင်သစားကြပါလို့ကျွန်တော်တော့နည်းနည်းဝေးတော့မသစားဖြစ်ပါဘူးတကယ်လို့နီးနဲ့သူစင်တော့သစားကြပါ169ဆိုတာအရန်တန်တယ်ပေါ့နော်ဒီ1ကီလိုဈေးတော့မရှိပေါ့နော်ဒီမှာ1ကီလိုဆို200ကျော်300ကျော်လောက်ထိရှိတယ်ပေါ့နော်သူတို့ဈေးတန်တယ်ဆိုပေမဲ့လေတွင်သီး quality တွေကကောင်းတယ်လို့ပြောတယ်တိလားအခုဒီ time broad တွေထဲမှာကြည့်ရတယ်လောက်ပေါ့နော်တွင်သီးတွေသူတို့ချတာပေးတာတော်တော်များတယ်ပေါ့နော်ဒီကိုကြိုက်နေတဲ့ဒီအသားပုံစံကိုသူတို့ယူခံလို့ရတယ်ပေါ့နော်ကိုယ်တိုင်ဝင်ယူလဲရတယ်တခြားအေးတို့ဘာတို့လည်းသူတို့ပေးတယ်ပေါ့နော်တကယ်တော့အဲ့ဒီမျိုးသွားခြင်းနဲ့ဆိုရင်လည်းနေရတယ်တိတိကျကျပုံနေရတော့အကျယ်ပေါ့နော်အဲ့ဒီတရက်တလအာယာလာမက်ကစ်မှာသွားကြပါနီးနဲ့သူစင်သွားစားကြပါအရန်တန်ပါတယ်169ဘတ်ကျတော့လေအရန်ကိုတန်လို့ပါခင်ဗျာသွားကြပါ